Saturday Miroma, Grady Postan, Bono, Art and Science, KNPT, so Rena Minute, tomorrow Saturday Kevare. So now by Mama, tomorrow, Tini, do at her job, Namerigo, Abu, young Lebroma, Ko, Ketara, Shibare. So Patama, the KNPT, Bono, Biro, Grady Community College, KNCC, so Roma, young Lebro, Ko, Kera, Shire, Illusion, the Tagoya goes in the Townless and Nakone, Bono, tomorrow, the KNCC, alumni, KNCC, alumni, Ilakama, Grady National College, Grady Vyuta College, so Roma, tomorrow, young Lebroma, Ko, Kera, Shiba, so dignity. KNMC ပေါ့နော် Grady National College နာမည်နဲ့ကျွန်တော်တို့ဆက်လက်ပြီးတော့မှလက်ပတ်နေတာဖြစ်ပါတယ်ဆိုတော့ဒီ KNMC ပေါ့နော်ဖြစ်ပေါ်လာဖို့အတွက်ကခုနပြောတဲ့ KNPT အကြောင်းတစ်ကြောင်းထဲနဲ့ဖြစ်ပေါ်လာတာမဟုတ်ဘဲနဲ့နောက်ထပ်တစ်ကြောင်းရှိပါတယ်ဒါကတော့ Grady Leadership and Management course ပေါ့နော် KLMC ဆိုတဲ့အကြောင်းတစ်ကြောင်းနဲ့လည်းပူပေါင်းတော့မှကျွန်တော်တို့ဒီ KNCC ကိုထူထောင်ခဲ့တာဖြစ်ပါတယ်။ဆိုတော့အကြောင်းရင်းကတော့ပြန်ပြီးတော့မှတချို့ကလည်းတိပိတာဖြစ်လိမ့်မယ်တချို့ကလည်းအခုမှတက်ရောက်လာတဲ့ကျောင်းသားတိပိတော့ဒီချမှာသိနေပေါ့နော်။တမန်ကျောင်းဘယ်လောက်လိလာလဲတော့မသိဘူးပေါ့နော်။ဒါပေမဲ့အချင်းချုပ်အနေနဲ့ကျွန်မပြန်ပြီးတော့မှပြောကြားချင်ပါတယ်။အဲ့တော့ကျွန်တော်တို့အဓိကဒီကျောင်းနဲ့ကျောင်းပူပေါင်းလိုက်ရတဲ့အချင်းအကြောင်းရင်းကတော့ဒီတတိယနိုင်ငံစတင်ခဲ့တဲ့ချိန်တုန်းကပေါ့နော်2009 2008အဲ့ချိန်တောင်မှဒီတတိယနိုင်ငံအစီအစဉ်ဝင်လာတဲ့အခါကျတော့ကျမတို့လူရင်းမြစ်တွေအများကြီးဆုံးရှုံးခဲ့ရတယ်ပေါ့နော်ဆိုတော့အဓိကပညာတတ်တဲ့လူတွေဖြစ်တဲ့ကျောင်းဆက်ဆံမတွေစစ်ဆက်ဆံမတွေနောက်ပြီး CPO ဝန်ထမ်းတွေကဒီတက်တဲ့နိုင်ငံကိုအရန်ကြီးစိတ်ဝင်စားပြီးတော့မှထွက်ခွာသွားကြတယ်နော်ထွက်ခွာသွားတဲ့အချိန်မှာဒီစခန်းထဲမှာတက်တဲ့နိုင်ငံအစီအစဉ်ကိုစိတ်ဝင်စားတဲ့သူတော့မဟုတ်ကျောင်းမျိုးမျိုးကြောင့်မထွက်ခွာနိုင်တဲ့သူတွေကလည်းတဝက်ကျော်လောက်ကျန်နေသေးတယ်အထူးသဖြင့်ကျမတို့ပညာရေးမှာဆိုလို့ရှိရင်ဒီတက်တဲ့နိုင်ငံအစီအစဉ်ရဲ့ impact ကျိုးသက်ရောက်မှုကအရင်အင်မတန်ကြီးမားခဲ့တာပေါ့နော်ဆိုတော့ကျောင်းတွေမှာဆိုလို့ရှိရင်ကျောင်းဆရာတွေမရှိတော့ဘူးကျောင်းသားတွေလည်းကျန်တယ်ပေါ့နော်ဆိုတော့အထက်တန်းကျောင်းတွေမှာရောလေတန်းကျောင်းတွေမှာရောဒီ post တန်း KNC ကျောင်း KLMC ကျောင်းပါဝင်ပေါ့နော်ကျောင်းသားတွေကကျောင်းလာပြီးတော့မှစာမတင်ရတဲ့အနေအထားမျိုးနဲ့ကြုံခဲ့ရတယ်ဆိုတော့အဲ့ဒီအချိန်မှာကျမတို့ကဒီရှိတဲ့ system မှာ3-4ဦးနဲ့စုပြီးတော့မှကျမတို့စာတင်တယ်ပေါ့နော်ဆိုတော့ KLMC ကအခုဒီ SDC ကျောင်းနေရာမှာရှိတယ် KNPT ကတော့ဒီမှာပေါ့နော်ဆိုတော့အဲကြောင့်မနေ့ပိုင်းမှာဆိုရင်ကျမတို့ဒီမှာစာတင်တယ်ညနေပိုင်းဆိုလို့ရှိရင် KLMC မှာတော့တင်တယ်ဆိုတော့ချိန်ပြည့်တင်ရတယ်မနေ့ကနေညအထိပေါ့နော်ဆိုတော့အဲ့လိုအလက်ကျတင်ရတဲ့အကြောင်းပိတ်သွားတဲ့အထိနေရာဒီအထိအကြောင်းပိတ်တဲ့အထိပေါ့နော်ကျမတို့ထိန်းပြီးတော့မှအဲ့လိုသွားခဲ့တယ်ဆိုတော့အရင်မြစ်တွေလည်းမလုံလောက်တော့ဘူးအဲ့ထတဲ့ဆိုးတစ်ခုကပါလဲဆိုလို့ရှိရင် pollution ပေါ့နော်အဲ့ချိန်မှာကျောင်းတွေကဖျို့ဖျဲဖြစ်လာတဲ့အခါအရေးသွေးပိုင်းဆိုင်ရာလဲထိခိုက်မှုရှိလာတဲ့အခါမှာလူရှင်ကဒီကျောင်းတွေကိုဆက်လက်ပတ်ဖို့အတွက်စိတ်ဝင်စားတော့ဒီဒုက္ခတဲ့စခန်းကိုဒီထက်ယင်းမြုံနာမယ်ဆိုရင်လေဒီ community အတွက်ကအကျိုးရှိတော့မှာမဟုတ်ဘူးတို့တက်တဲ့နိုင်ငံသွားကြမှာပဲပေါ့နော်ဆိုတော့စဉ်းစားချက်နဲ့တို့ကဖြတ်တောင်းလိုက်တယ်ပေါ့နော်ဖြတ်တောင်းလိုက်တဲ့အခါမှာကျမတို့ဒီကျောင်းသားတွေကိုဘယ်လိုဆက်လုပ်လဲဆိုတော့တော်တော်လေးနဲ့ကောင်းဖို့ခဲ့ကြရပါတော့ဆိုတော့ကျွန်တော်တို့အခက်ကြီးတို့နောက်ပြီးပညာရေးဝန်ကြီးတို့အထိတ်ဆရာယူရှီယာတို့ရှိသေးရပါတော့ဆိုတော့ဆရာဒေးဗစ်ဆောဝါတို့နောက်ပြီးတခြားခေါင်းဆောင်ကြီးတွေတော့ကျွန်တော်တို့စီဝေးခေါ်ပြီးတော့မှဘယ်လိုလုပ်ကြမလဲပေါ့နော်အဲ့လိုမျိုးစဉ်းနေပြီးတော့မှဒီကျောင်းဆက်လက်ပတ်နိုင်ဖို့ဒီတိုင်းထားလို့တော့မဖြစ်ဘူးပေါ့နော်ရှိတဲ့အရင်းမြစ်တွေကိုစုစည်းပြီးတော့မှဆက်လက်အသက်ရှင်နိုင်ဖို့လည်းပတ်နိုင်ဖို့လုပ်မရမယ်ဆိုတဲ့ဟာမျိုးနဲ့ကျွန်တော်တို့ဒီ
ကျောင်းနဲ့ကျောင်းပေါင်းလိုက်တယ်ပေါ့နော်ဆိုတော့ KLMC နဲ့ KNCC ကိုတနေရာထဲမှာပေါင်းလိုက်မယ်ကျမတို့လည်းဟိုပြည်ဒီလွားတော့ပြီးတော့ဟိုစားဒီတက်ဆရာစတဲ့ဆရာဟိုတက်တာပေါ့နော်အဲ့လိုမျိုးဆိုတော့နောက်ပြီးတော့မှဒီရှိတဲ့အရင်းမြစ်တွေခုနပြောတဲ့ကွန်ပျူတာတို့ဖက်စာအုပ်တို့အဆောက်အဦတို့ကစားပေါ့နော်အဲ့ဒါကျမတို့ဒီမှာ share ပြီးတော့မှအတူတူကတွားကြမယ်ဆိုလို့ရှိရင်တော့ပိုပြီးထိရောက်မှုလည်းရှိလိမ့်မယ်ဆိုတော့စဉ်းစားချက်နဲ့ကျမတို့ KNPT နဲ့ KLMC ကိုပေါင်းစည်းလိုက်ခြင်းဖြစ်ပါတယ်ပေါ့နော်ဆိုတော့အဲ့ဒီပေါင်းစည်းပြီးတဲ့နောက်မှာကျောင်းသူကျောင်းသားဦးရေတွေလည်းကျမတို့ဒီများလာတဲ့အခါကျတော့ပေါ့နော်အရင်တော့ဆိုလို့ရှိရင် KNPT မှာတစ်နေ့ဆိုရင်30ပဲခေါ်တယ်30ထက်မကျော်ဘူးပေါ့နော်ဆိုတော့ခုနကကျမတို့အခါပြောလို့မျိုးပဲအပြန်ဆိုင်ကအရင်မြင့်နေတဲ့အချိန်မှာဒီကျောင်းတွေကိုဝင်နိုင်ဖို့အတွက်က criteria တက်မှတ်ချက်တွေအရင်ပြင်းတယ်ပေါ့နော်အရင်တင်းကျပ်တယ်ဒီကျောင်းတွေလာတက်နိုင်ဖို့ဆိုလို့ရှိရင်အရင်စူးစမ်းခဲ့ရတယ်ပေါ့နော်လူဦးရေအများကြီးမခေါ်ဘူး interest တွေဆိုရင်အရင်မြင့်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးပုံစံနဲ့တွားခဲ့တယ်နောက်ပြီးတော့ခုနပြောလို့မျိုးဒီစစ်စခါတွေနောက်ပြီးတော့မှဒီလိုအဲ့တဲ့အရင်မြင့်တွေမလုံလောက်တဲ့အတွက်လဲပါတာပေါ့နော်ဆိုတော့လူဦးရေအကန့်အသတ်နဲ့ပဲခေါ်ပြီးတော့မှဖွင့်လှစ်ခဲ့တယ်ဒါပေမဲ့ကျမတို့ကျောင်းတဲ့ကျောင်းကိုပေါင်းလိုက်တဲ့အခါမှာကျောင်းသူကျောင်းသားတွေကများလာတဲ့အတွက်ကျမတို့ဒီလိုအချက်တွေလည်းများလာတယ်ပေါ့နော်ဆိုတော့အဲ့ဒါစစ်စမအတက်လေးထပ်ပြီးတော့မှဝေးထုတ်တယ်တင်နန်းနေပေးတယ်ဆိုတော့ကျမတို့ပြင်ပကအရေးချင်းရှိတဲ့စစ်စမတွေခေါ်ယူနိုင်ဖို့အတွက်လည်းအရင်ခက်ခဲတယ်ပေါ့နော်ဒီစခန်းထဲမှာပြင်ရှင်းလာနေနိုင်တဲ့သူကမရှိဘူးပေါ့နော်အဲကြောင့်မလို့ကျမတို့ဖြစ်ရှင်းဘယ်လိုဖြစ်ရှင်းလဲဆိုလို့ရှိရင်တော့ဒီကျောင်းမှာပြီးတဲ့လူပဲကျမတို့စစ်စမဖြစ်အောင်ပြန်ပြီးတော့မွေးထုတ်တယ်ပေါ့နော်အဲ့ဒီနီလန်နဲ့ပဲဒီနေ့အထိဒီကျောင်းကိုကျမတို့ဒီရက်တည်နိုင်ခဲ့တာဖြစ်တယ်ဆိုတော့ဒီခုနပြောတဲ့ KLMC အကြောင်း KLMC အကြောင်းလဲပေါ့နော်အဲ့ဒီအကြောင်းလဲအရင်တော့ကျမတို့စီမှာမရှိခဲ့ဘူးပေါ့နော်ကျမတို့ဒီကျောင်းသားတမက်ကဆိုတာ KSU ဆိုတာရှိတယ်ပေါ့နော်KSU ကနေပြီးတော့မှဒီကျောင်းသားတွေကိုတစ်နေ့မှာ2ယောက်ဒီကရင် KNU စခန်းမှာKLMC ကျောင်းကိုတော့တက်နိုင်ဖို့ကျမတို့တောက်ပုတ်ခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ဒီလူရုံမြင့် capacity building နေနဲ့ကျောင်းသူကျောင်းသားတွေ federal state တွေအခွင့်အရေးရဖို့ဆိုပြီးတော့ကျမတို့ဒီ KSU ကနေဥဆောင်ပြီးတော့မှဒီကျောင်းသားတွေကိုဒီကရင်ရဲ့ကျောင်းသားတမက်ကပေါ့နော် KSNG နဲ့ကျမတို့partnership လုပ်ပြီးတော့မှကျမတို့ကျောင်းသားတွေတစ်နေ့2ယောက်တော့ပြီးတော့မှပို့ခဲ့တာပေါ့နော်ကြာလာတဲ့အခါကျတော့ကျမတို့သွားရေးလာရေးခက်ခဲလက်တာရှိတယ်လက်မှတ်မရှိကြအောင်ပေါ့နော်နောက်ပြီးတော့မှဒီလမ်းစီရိတ်တွေလည်းခက်ခဲရှိတယ်အဲ့လိုမျိုးကြီးပေါ့နော်အကြောင်းလို့ကျမတို့အလူရှင်တွေအဲ့ဒီကရင်စခန်းမှာပတ်ပို့ပေးနေတဲ့အလူရှင်တွေချိတ်ဆက်ပြီးတော့မှကျမတို့မှာလည်းစခန်းရှိတယ်ကျမတို့စီမှာလည်းတောင်းတသားတွေအများကြီးရှိတယ်ပေါ့နော်ဒီပညာရတွေကိုတင်ယူချင်တဲ့သူတွေအများကြီးရှိတယ်ဆိုတော့ကျမတို့စခန်းမှာလည်းလာပြီးတော့ဖွင့်ပေးဖို့ကျမပတ်ပို့ပေးဖို့ပေါ့နော်ကျမတို့လည်းဖွင့်ချင်တယ်ဆိုတဲ့ဟာမျိုးနဲ့ပြောတဲ့အခါမှာသူတို့လည်းစိတ်ဝင်စားတော့ကျမတို့စခန်းလာလေ့လာပြီးတော့မှဒီ KLMC ကျောင်းကိုပတ်ပို့ခဲ့တာပေါ့နော်ဆိုတော့ကျမတို့ KLMC ကျောင်းကိုလည်းဒီစခန်းမှာဖွင့်လှစ်နိုင်ခဲ့တယ် KNPT ကတော့အစပိုင်းမှာတော့ဒီစခန်း9ပေါ့နော်အခုစခန်းနဲ့မှာတကြောင်တည်းပဲရှိတယ်ဒါပေမဲ့ကျောင်းသားတွေကများလာတဲ့အခါမှာကျမတို့ဒီဘက်ကိုအရင်တော့စခန်း3ပေါ့နော်အရင်တော့စခန်းဂရီနီတော့ခတဲ့စခန်း6စခန်းထိရှိခဲ့ဘူးတယ်ပေါ့နော်ဆိုတော့စခန်း3ခုဒီမေတော်ကိုရှိတဲ့နေရာမှာစခန်း3ပေါ့အဲ့မှာရွှေ့လာတယ်ပြီးလို့ရှိရင်ဒီစခန်းကိုပြန်ပြီးတော့ရွှေ့လာတယ်အဲ့လိုပေါ့နော်ဆိုတော့အခုလောဆရာတော့စခန်း9စခန်းနဲ့မှာတော့တက်ကျောင်း post ကျောင်းဒီဂရီနီ leadership college ဆိုပြီးတော့တက်တကြောင်ပြန်ပြီးတော့မှထူထောင်ထားတာရှိရပါတော့ဆိုတော့အရင်တော့ဆိုလို့ရှိရင်ဒီတွားရေးလာရေးချင်းတွေကနည်းနည်းလွတ်လပ်သေးတယ်ပြောလို့ရမှာပေါ့နော်ဆိုတော့ကျမတို့ကဒီစခန်း9မှာပဲတက်ခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ဒီချိန်တုန်းကလည်းတက်ခဲ့ဒီကအကြရရှိတယ်ပေါ့နော်အထူးဖြင့်စစ်ဆရာမနဲ့ပတ်သက်တာပေါ့နော်ကျမတို့ post တက်တုန်းကဆိုရင်ကျမ batch 1ပေါ့နော်ပထမဆုံး batch မှာပါခဲ့တယ်ချိန်မှာခဏထောက်ပြောလို့10ဦးပဲရှိရပါတော့ချမ်းမအမျိုးသမီးကကျမတူဦးပဲတည်းအစတော့2ဦးပေါ့နော်အဲ့ဒါနဲ့ကျမတို့စပြီးတော့တက်ခဲ့တယ်အဲ့ချိန်မှာတင်းမျိုးတဲ့အကြောင်းနဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်ကျ
ကျမတို့အင်္ဂလိပ်တဘာသာပဲသင်ခဲ့ရတယ်အခုလိုမျိုး major တွေ course တွေ minor တွေအများကြီးမရှိဘူးပေါ့နော်ကျမတို့တဘာသာအင်္ဂလိပ်တဘာသာပဲသင်ခွင့်ရတယ်ဘာလို့လဲဆိုရင်ဆက်ဆံမှမရှိခဲ့ဘူးပေါ့နော်အဲ့ဒီအင်္ဂလိပ်ကဒီနိုင်ငံခြားကဒီ volunteer ဆရာမနဲ့ဆရာနဲ့ဆရာမတို့ကနေပြီးတော့သင်ကြားပေးတယ်ပေါ့နော်ဆိုတော့ကျမတို့ကမနေ့တပိုင်းပဲတက်ခဲ့ရတယ်ညနေပိုင်းဆိုလို့ရှိရင် private study ဆိုတော့ရှိတယ် library ကို assignment တွေလုပ်ရတာပေါ့နော်နောက်လက်ချပေါ့နော်တချို့ရက်တွေကကြတော့ primary school တို့ middle school တို့မှာကျောင်းဆရာမှတ်ထားလုပ်ရတယ်အဲ့ချိန်မှာအဲ့ကျောင်းငယ်တွေမှာလည်းဒီကျောင်းဆရာမတွေမလုံလောက်တဲ့အတွက်ပေါ့နော်ကျမတို့ post 10ကျောင်းသားတွေကတော်ပြီးတော့မှကျောင်းဆရာတော်ပြီးပေါ်လာချင်လုပ်ကိုရတယ်ပေါ့နော်ဆိုတော့ကျမတို့နေ့တစ်ပိုင်းပဲစတင်ခွင့်ရတယ်ညနေပိုင်းဆိုရင်တော့ကျောင်းသားငယ်တွေပြန်ပြီးတော့မှစတင်ပြရတဲ့အနေထားမျိုးနဲ့စခဲ့တာပေါ့နော်ဒါပေမဲ့ကြာလာတဲ့အခါမှာခုနကျောင်းသူကျောင်းသားတွေရဲ့ခြေလေးပေါ့နော်နောက်တော့ကျမတို့ဒီ community ရဲ့လိုအပ်ချက်ပေါ်မှာခြေခံတော့မှဘာသာရပ်တွေကျမတို့သူချက်တော့တင်ကြတယ်ပေါ့နော်အခုဆိုလို့ရှိရင်မေဂျာ၄ခုနဲ့ကျမတို့တွားနေတယ်ဆိုတော့community management တို့ computer တို့လူမှုရေးသိပ္ပံတို့နောက်တော့လူမှုဖွံ့ဖြိုးရေးပေါ့နော်ဒီ community development ဆိုတဲ့မေဂျာတွေ public health တို့ပေါ့နော်အတိကျမတို့သူချက်တော့မှဒီမေဂျာတွေနဲ့တင်ကြားပေးနေတာရှိပါတယ်ဆိုတော့ဒီပြင်းပြအောင်မြင်သွားတဲ့ကျောင်းသူကျောင်းသားတွေကတော့အခုတစ်ထည့်ဆိုလို့ရှိရင်ကျမတို့စီရင်ရ1300ကျော်သွားပြီပေါ့နော်ဆိုတော့ဒီနောက်ပိုင်းမှာဆိုလို့ရှိရင်ကျောင်းသားကနေ့စဉ်ပြင်းပြအောင်မြင်သွားတဲ့ကျောင်းသားတွေကရာခဏလောက်ရှိရပေါ့နော်100တော့မဟုတ်80နဲ့100ကြားတချို့နေ့လည်းစဉ်100ကျော်တာရှိတယ်ပေါ့နော်ဆိုတော့ဒီကျောင်းသူကျောင်းသားဥယေကအများများလာတယ်ဒီ supply နဲ့ demand ပေါ့နော်ဒီလိုအပ်ချက်နဲ့ကျမတို့ရင်းနှီးပြောင်းနိုင်တဲ့အနေထားကမကိုက်ညီတဲ့အခါမှာလည်းကျမတို့ဒီတချို့ခဏပြောတဲ့ curriculum ဘိုင်းမှာတရားညွှန်တာဘိုင်းမှာတိတိကျကျလှုပ်ဆောင်ချင်ပေမဲ့လည်းဒီအရေးအမြစ်တွေကတတ်မှုကြောင့်ပေါ့နော်ကျမတို့မလုပ်နိုင်တာတွေအများကြီးရှိတယ်ပေါ့နော်တိတိကျဒါပေမဲ့အတတ်နိုင်ဆုံးကြိုးစားပြီးတော့မှဒီအဓိကတော့ကလေးတွေရဲ့ဒီလက်လန်းမိနိုင်တဲ့ပေါ့နော်သူတို့ရဲ့ဒီ level နဲ့ကိုင်းညီနိုင်တဲ့တိုင်းတောင်တော့ကျွန်တော်တို့စူးစမ်းပြီးတော့တွားပေးတယ်ပေါ့နော်နောက်ပြီးတော့မှဒီအဓိကတော့တောင်းပြီးသွားလို့ရှိရင်ကျွန်တော်တို့ community အတွက်ပေါ့နော်အဲ့ဒါပြန်ပြီးတော့မှတစ်ဖက်တစ်လမ်းဘယ်လိုအကျိုးပြုနိုင်မလဲဆိုတဲ့ဟာပေါ့နော်ဒီအရေးသွေးရှိတဲ့လူအရေးမြစ်တွေအရေးသွေးရှိတဲ့နိုင်ငံသားကောင်းတွေဝေထောက်ပေးနိုင်ဖို့ဆိုတဲ့ဒီချက်လက်ပဲကျွန်တော်တို့ဒီကြောင်းဒီ curriculum တွေညွှန်တမ်းတွေကိုကျွန်တော်တို့ချက်လက်ပြီးတော့သင်ကြားပေးသွားတာရှိရပါတော့။ဒါဒီ graduate ခုနပြောတဲ့ alumni တွေထဲက tracking တတ်နိုင်ဆုံးလဲကျွန်တော်တို့ပြန်ပြီးတော့ကြိုးစားလုပ်နေတာရှိတယ်။ဒါပေမဲ့တချို့ကတော့ကျောင်းသားကြီးတွေဆိုရင်တော့ကျွန်တော်တို့လက်လံမမီတော့တာတွေရှိတယ်ပေါ့နော်။အခုလောလောဆယ်ဒီကျောင်းတွေမှာတာဝန်ထမ်းဆောင်နေတဲ့ဆရာမတွေကအများဖြင့်ဒီနေ့ပိုင်းမှာပဲတောင်းပြီးတော့ပြန်လဲပြီးကျောင်းမှာတာဝန်ထမ်းဆောင်နေတဲ့ခါကျတော့ဒီဟိုရှင်းနေ့တုန်းကပြီးသွားတဲ့အခုကြီးမကြီးတို့ပေါ့နော်ကျောင်းသားဟောင်းတွေကိုလက်လံမပြီးတော့တဲ့အတွက်ကျမတို့ဒီ graduate ခုနပြောတဲ့ alumni တွေရဲ့ record တွေမှတ်တမ်းတွေလည်းဟိုတင်ချပြည့်စုံနိုင်ခြင်းမရှိတော့တာလည်းရှိရပါတော့ဒါပေမဲ့ကျမတို့သိရတဲ့လောက်ဆိုလို့ရှိရင်တော့တော်တော်များများကတော့ဒီကျမတို့တိုင်ဝမ်မှာကိုလေးမျိုးမျိုးသားတိုင်ဝမ်မှာပဲပြန်ပြီးတော့မှအလုပ်တွေပြုနေကြတာရှိရဲ့ဂျာတောင်ဝမ်ပြည်မှာတောင်ဝမ်ထပ်ဆောင်ပြီးတော့မှပေါ့နော်သူတစ်ဖြစ်ကျမတို့တိုင်းပြည်အတွက်ကာကွယ်ရေးဌာနတွေမှာပါဝင်ဦးဆောင်ကြတဲ့ကျမတို့ကျောင်းသားဟောင်းတွေအများကြီးတွေ့ရတယ်အထူးသဖြင့်ဒီ2021အနာသိပြီးနောက်ပိုင်းမှာပေါ့နော်ဆိုရင်ကျမတို့ကျောင်းသားဟောင်းတွေအများကြီးရှစ်တန်းမှာတက်တက်ကြွကြွနဲ့ပါဝင်ပြီးတော့မှတိုင်းပြည်အတွက်လူထုအတွက်ပေါ့နော်ကိုကျိုးစုပြီးတော့မှချို့လည်းတက်ပြီးသွားတဲ့အထိလှုပ်ဆောင်သွားတဲ့ကျောင်းသားဟောင်းတွေလည်းရှိတယ်တချို့ကလည်းဒီတခြားဌာနဆိုင်ရာမှာအရေးကြီးတဲ့ကောင်းဆောင်ပိုင်းပေါ့နော်ဒီတောင်ဝန်ယူပြီးတော့မှလှုပ်ဆောင်နေတဲ့ပေးဆက်နေတဲ့ကျမတို့ကျောင်းသားဟောင်းတွေလည်းရှိတယ်နောက်တချို့ဆိုရင်လည်းဒီလူမှုရေးလုပ်ငန်းမှာပေါ့နော်ကဏ္ဍအသီးသီးမှာပါဝင်လှုပ်ဆောင်နေတာရှိတယ်လို့
ချို့ကလည်းဒီနိုင်ငံရဲ့ခြားမှာထပ်ခါပြီးတော့မှဒီတစ်ဖက်တစ်လမ်းပေါ့နော်ကျမတို့ကရီနီမျိုးသားအတွက်ပြန်လဲပြီးတော့မှကိုကြီးပတ်ပို့ပေးနေတာလည်းရှိပါတယ်ပေါ့နော်ဆိုတော့တချို့လည်းဒီတောင်းလက်ပတ်နိုင်မှုအတွက်လည်းရန်ပုံငွေကြီးနောက်ပြီးတော့ဒီပညာအဖြစ်ပြန်ပြီးတော့မှကိုကြီးပေးနေတယ်ကျမတို့အလမ်နိုင်ချက်ကလည်းရှိပါတယ်ဆိုတော့ဒီဟာတွေအားလုံးကြည့်ချင်အဖြစ်ဒါကတော့ကျမတို့ရဲ့မှတ်တမ်းတင်ရမယ့်အောင်မြင်မှုလို့ကျွန်မအနေနဲ့မှတ်ယူရပါတော့ဆိုတော့ဒီကျောင်းကအထက်ခဲစိတ်ခေါ်မှုမျိုးစုံကြားမှာရှင်းတန်လာရရဲဆိုပေမဲ့လည်းကျွန်မတို့ဒီခုနပြောတဲ့မှတ်တမ်းတင်ထိုက်တဲ့အောင်မြင်မှုကြီးကြီးမားမားတွေတော့အများကြီးတွေ့ရှိပါတယ်ပေါ့တွေ့ရှိရပါတယ်ပေါ့နော်တစ်ချိန်တည်းမှာခုနပြောတဲ့စိတ်ခေါ်မှုတွေကတော့ကျွန်မတို့ဒီကျောင်းဆက်ရှိနေတဲ့ရွေးရတော့စိတ်ခေါ်မှုလည်းဆက်ရှိနေအောင်မှာပဲပေါ့နော်ဆိုတော့အရင်တော့ဆိုလို့ရှိရင်လည်းအလူရှင်တွေမရှိတဲ့နေ့တွေလည်းရှိခဲ့ပူတယ်ခုနကကျွန်မပြောသလိုပေါ့နော်အရှင်အလူရှင်တွေပြတ်တောက်သွားတာ2ကြိမ်3ကြိမ်ရှိတယ်ဒါမဲ့ဒီကျောင်းကမရက်တတ်သွားဘူးပေါ့နော်ကျွန်မတို့ဘယ်လိုဆက်လက်လဲပါလဲဆိုလို့ရှိရင်တော့ဒီကျောင်းသူကျောင်းသားတွေရဲ့စိတ်အထက်တန်မှုနော်ဒါနံပါတ်1အရေးကြီးဆုံးပဲပေါ့နော်စစ်ဆရာမတွေရဲ့စိတ်အထက်တန်မှုမိဘတွေရဲ့ပံ့ပိုးမှုပေါ့နော်စိတ်အထက်တန်မှုနောက်ပြီးတော့ကျမတို့ကောင်းဆောင်ကြီးရဲ့တပ်ဖို့ကူညီမှုဒါအားလုံးကကျမတို့ community ထဲကပဲပေါ့နော်ဆိုတော့အလူရှင်တော့ကျမတို့ second priority မှာပဲကျမတို့ထားတာကျမတို့ရဲ့အတွေ့အကြုံပေါ့နော်တော့တချို့ကတော့ပြောတဲ့အလူရှင်မရှိတော့ဒီကျောင်းတော့ပိတ်မှတင်ချတယ်အလူရှင်မရှိလို့ရှင်တော့ငါတို့ကျောင်းတဲရတော့မှမဟုတ်ဘူးဆိုတဲ့ဟာမျိုးတွေကြားရတယ်ပေါ့နော်ဒါပေမဲ့တကယ်လက်တွေ့မှာကျမတို့အတွေ့အကြုံရကမဟုတ်ဘူးပေါ့နော်အဓိကကျမတို့ပုံမှန်မူတည်ရဲ့ပေါ့နော်အလူရှင်မရှိပဲနဲ့လေကျမတို့ဒီကျောင်းတွေကိုဘယ်လိုလက်ဖက်မလဲဆိုတဲ့ဟာကကျမတို့စီလုံးညီညွတ်မှုနဲ့ပြန်လာပတ်ဖို့ကူညီမှုကအရေးကြီးဆုံးဖြစ်ပါတယ်ပေါ့နော်ဒီ KNPT တို့စတဲ့ဖက်စီတုန်းကလည်းအလူရှင်မရှိခဲ့ပါဘူးပေါ့နော်ခဏပြောတဲ့ volunteer ဆမနဦးလည်းပဲစတင်ခဲ့တာဖြစ်တယ်ပေါ့နော်ဆိုတော့ဒါလည်းလာမဲ့နေ့တွေမှာကျမတို့အလူရှင်ပဲလောက်ထိဆက်ပြီးပတ်ဖို့နိုင်အောင်လေဆိုတော့ကျမတို့မသိဘူးပေါ့နော်အဲကြောင့်လို့ဒီကျောင်းဆက်လက်ပတ်နိုင်ဖို့အတွက်ကျမတို့ကရင်အမျိုးသားရှိနေတဲ့တရွေ့ဒီကျောင်းကတော့လိုအပ်နေအောင်ပါပဲပေါ့နော်အဲကြောင့်လို့ဒီကျောင်းဆက်လက်ရှင်တန်နိုင်ဖို့အတွက်လည်းကျမတို့အားလုံးမှာတောင်းရှိပါတယ်ဒီကျောင်းမှာတောင်းဝထမ်းဆောင်နေတဲ့ဆရာမတွေပဲမဟုတ်ဘူးပေါ့နော်အထူးသဖြင့်ဒီကျောင်းပြီးဒီကျောင်းမှာပြီးသွားတဲ့ကျမတို့ကျောင်းသားဟောင်းတွေအနေနဲ့လည်းတတောက်တနေရာမှာပါဝင်ပြီးတော့မှကူညီနိုင်တာတွေအများကြီးရှိပါတယ်ငွေကြေးနဲ့ပဲမဟုတ်ပဲနဲ့ကျန်တဲ့ခံကတာတွေမှာလည်းအများကြီးပါဝင်ကူညီနိုင်တဲ့ဘိုင်းတွေရှိပါတယ်ဆိုတဲ့အကြောင်းပြောချင်ပါတယ်တချို့ကတော့ကျောင်းပြီးသွားတဲ့ဒီကျောင်းတစ်ခါမှမရောက်လာတော့ဘူးဆိုတဲ့ဟာမျိုးတွေလည်းကြားရတယ်ပေါ့နော်ဒီကျောင်းပြန်လာဖို့ရှက်တယ်ဆိုတဲ့ဟာလေးလည်းရှိတယ်ရောနော်ဒါပေမဲ့ကိစ္စမရှိဘူးပေါ့နော်ကျောင်းရင်းမျိုးကျောင်းဖြစ်နိုင်ပါတယ်တို့ပေမဲ့လည်းကျမတို့ဒီရဲ့ကနေဒီအလမ်နိုင်ပြီးသွားလို့ရှိရင်တော့ကျမတို့ဒီကျောင်းတော်ကြီးမှာပြန်လာပြီးတော့မှဒီခုနပြောလို့ဘာမှမပြေးနိုင်ရတော့မှပေါ့နော်မျက်နှာလာပြနိုင်တယ်တော့မဟုတ်ကိုယ့်ရဲ့အတွေ့အကြုံပေါ့နော်ကိုယ့်ရဲ့အထက်တန်းမှုတွေကိုယ့်ရဲ့အကြံဉာဏ်တွေကိုယ့်ရဲ့ခံစားချက်တွေလာပြီးတော့မှဝင်မြပေးလို့ရပါတယ်ပေါ့နော်ကျမတို့အများအားပဲကြိုးဆိုပါတယ်အထူးသဖြင့်ဒီမှာရှိနေသေးတဲ့ကျမတို့တားငယ်သမီးငယ်တွေခုမှတက်ရောက်နေတဲ့ပညာသင်ယူနေတဲ့ကျောင်းသူကျောင်းသားတစ်တွေအတွက်လည်းအများကြီးinspire ပေါ့နော်သူတို့အတွက်စိတ်ဓာတ်ခွန်အားတွေတွေ့ကြုံနေနောက်ပြီးတော့ခုနပြောတဲ့နီလန်းတွေဒီပညာတွေလည်းအများကြီးရရှိမှာဆိုတော့ကျမတို့အနေနဲ့ပြေဝယုံကြည်ရအောင်ပေါ့နော်အကြောင်းလို့ကျမတို့အနေနဲ့ celebrity ကျောင်းကိုလည်းပတ်နိုင်ဖို့အတွက်ပေါ့နော်ဖက်ကနေဆက်လက်ပြီးပတ်ဖို့ကူညီပေးကြဖို့ကျမအနေနဲ့အထူးပဲတိုက်တွန်းချင်တယ်ကျမတို့ဒီခုနပြောတဲ့အတိုင်းပေါ့နော်ကျောင်းသားတွေကိုအတန်းနိုင်ဆုံးဆက်လက်ပြီးခေါ်ယူပေးနိုင်ဖို့အတွက်ပေါ့နော်ခုနဒီအတန်တရှိတယ်ဆိုပေမဲ့အလူရှင်ရှိတယ်ဆိုပေမဲ့လည်းအလူရှင်ကအားလုံးလိုအပ်တဲ့အတိုင်းသူတို့အပြည့်စုံမပေးနိုင်ပါဘူးပေါ့နော်သူတို့ပေးနိုင်တဲ့ဟာတချို့ရှိတယ်သူတို့မပေးနိုင်တဲ့ဟာတွေလည်းရှိတယ်ဆိုတော့သူတို့ပေးနိုင်တဲ့ဟာကိုကျမတို့တိတိရောက်ဘလို့စီမံခန့်ခွဲမလဲဘလို့တုံ့ချမလဲဒီလိုရှင်သူတို့မပေးနိုင်တဲ့ဟာလည်းကျမတို့ကလိုအပ်နေတာဖြစ်တဲ့အတွက်ဒီကွက်လာတွေကိုလည်းဘလို့ဖြစ်စီကြမလဲပြီးလို့ရှိရင်သူတို့မပေးနိုင်တော့တဲ့တရက်ကြလို့ရှိရင်ရောကျမတို့ဘလို့ဆက်လက်ပါမလဲဆိုတဲ့ဟာတွေကကျမတို့အခုခေတ်ကအများတန်းကြိုတင်ပြင်ဆင်မှုတွေရှိဖို့လိုအပ်တယ်ပေါ့နော်
အလူရှင်ရှိတယ်ဆိုတော့မှကျမတို့အကုန်တုံးပြီးတော့မှလူရှင်မရှိရတဲ့အခါအကြောင်းပိတ်လိုက်တာမျိုးတော့ကျမတို့အဖြစ်မခံနိုင်ဘူးပေါ့နော်အကြောင်းလို့ကျမတို့ဒီမှာကြောင်းပြီးတော့တဲ့သူတွေရောကြောင်းတက်နေစေပေါ့နော်ကြောင်းကြောင်းသားတွေရောဒါကျမတို့မှာအားလုံးမတန်ရှိကြရဲ့ကျမတို့ဒီနောက်ထပ်ပေါ့နော်တက်လာမဲ့ကျောင်းသားငယ်တွေအတွက်လည်းနေရာတွေပြင်ဆင်တာပေးဖို့လိုအပ်တယ်ပေါ့နော်ကိုယ်လက်ပြီးသွားတာနဲ့ပြီးသွားတာမဟုတ်ဘဲနဲ့ကိုယ်ခွင့်ရရပြီးသွားလို့ရှိရင်နောက်ကလူတွေအတွက်ရဲ့ခွင့်ရကိုလည်းရစီချင်တဲ့အနေနဲ့ကျမတို့ဆက်လက်ပြီးတော့မဝယ်ဖို့ကူညီဖို့ပေးဖို့လည်းလိုအပ်တယ်ပေါ့နော်ဒီတနေ့ဆိုလို့ရှိရင်ကျမတို့ကြားသလောက်12တန်းတက်နေတဲ့ကျောင်းသားတွေကနေရာဝန်းကျင်300လောက်ရှိတယ်တုံများတယ်ပေါ့နော်ဆိုတော့လာမယ့်နေ့တွေမှာသူတို့ KNC ကိုလာတက်ကြမယ်ရှိတယ်ဆိုတော့သူတို့အတွက်လည်းကျမတို့ခုလည်းတူတူပြင်ဆင်မှုတွေအများကြီးလုပ်ရအောင်မယ်ပေါ့နော်သူတို့ဒီ academic ပိုင်းပေါ့နော်ပညာရပ်ပိုင်းဆိုင်ရာနောက်တော့မှဒီနိုင်ငံတကာကိုဆက်သွားနိုင်မှုအတွက်ကဒီ course အရာကြည့်မယ်တင်မျိုးတန်းကြီးကြည့်မယ်ဆိုလို့ရှိရင်တော့ KNC ကျောင်းကသူတို့အတွက်အသင့်တော်ဆုံးဖြစ်တယ်လို့မြင်တယ်။ကျန်တဲ့ကျောင်းတွေကတော့ဒီacademic ပုံစံနဲ့တွားတာမဟုတ်ဘူးပေါ့နော်ဘာသာရပိုင်းတချို့တင်တဲ့ပုံစံမျိုးနဲ့ short course ပုံစံမျိုးနဲ့ပဲတွားကြတယ်ဆိုတော့ဒီ bachelor ဘွဲ့တို့ master ဘွဲ့တို့ PhD ဘွဲ့တို့ဆက်တွားနိုင်ဖို့ဆိုတာKNC မှာပြင်ဆင်မှုတွေအများကြီးလုပ်ပေးတယ်ပေါ့နော်ဆိုတော့ကျမတို့ကဒီအခုလက်ရှိဆိုလို့ရှိရင် bachelor အဆင့်အထိကျမတို့ဖိလစ်ပေးနေတယ်ပေါ့နော်အရင်တနေ့ဆိုရင်လည်း bachelor တုတ်ပြီးသွားပြီအခုနေ့တည်းမှာဆိုလို့ရှိရင်လည်းဆက်ပြီးတော့မှဖိလစ်နိုင်ဖို့အတွက်ပေါ့နော်ဒါပေမဲ့ကျမတို့အတွက်စိတ်ခေါ်မှုတစ်ခုကပါလဲဆိုရင်ကျောင်းသားတွေကဆက်မတက်ချင်ကြတော့ပေါ့နော်တားကြတယ်အသက်ကြီးပြီးဆိုပြီးတော့မှဒီနှစ်သုံးနှစ်နဲ့ပဲသူတို့နားချင်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကလည်းစိတ်မကောင်းစရာတစ်ခုဖြစ်တယ်ဘာလို့လဲဆိုလို့ရှိရင်အခုခေတ်ကဘာကြီးကအရင်ပြောင်းလဲမှုမြန်ဆန်တယ်သူတို့ဖြစ်နေပညာတွေပြောင်းလဲတိုးတက်ပြောင်းလဲမှုကအရင်မြန်တဲ့အခါမှာပေါ့နော်ကျမတို့နေ့တူကကျမတို့ဒီလှုပ်ရှားသွားလာမှုပညာသင်ကြားမှုစားတောက်တဲ့အထိစေဝါတာလာကစားပေါ့နော်အားလုံးကနေပညာမပါလို့မဖြစ်တော့ဘူးဆိုတော့နေပညာပြောတဲ့အခါမှာကွန်ပျူတာပဲပြောတာမဟုတ်ဘူးနော်အခုကကွန်ပျူတာမဟုတ်ဘဲနဲ့ကွန်ပျူတာထဲအများကြီးရှစ်ပြေတိုးတက်တဲ့ application တွေအများကြီးရှိတယ်ပေါ့နော်ဆိုတော့ဒီဟာတွေကိုကျမတို့မလိုက်မီဘူးကျမတို့ကဒီနှစ်နှစ်သုံးနှစ်နဲ့ပဲနေ့ကျင်းတဲ့ပြီးတော့မှကြောင်းထက်သွားကြမယ်စာလဲဆက်မလိမ့်လာတော့ဘူးဆိုလို့ရှိရင်တော့ကျမတို့ဒါမဲ့3-5နှစ်ဆိုရင်ဒီ community ဒီအတိုင်းဝိုင်းဘယ်လိုဖြစ်လာမလဲဆိုတော့ကျမတို့ဒီရက်ဒီချိန်တည်းကမြင်အောင်လို့ရတယ်ပေါ့နော်ကျမတို့ဘယ်လိုမှသူများနဲ့လိုက်မိနိုင်မှာမဟုတ်ဘူးဆိုတော့အခုကအစစ်အတန်းတွေထက်ပေါ့နော်ဘဝတက်တာအတွက်ပညာရေးဆိုတော့လူများပြောနေပြီပေါ့နော် lifelong learning ပေါ့နော်ကျမတို့က12တန်းတက်တာနဲ့တားကြပြီးပေါ့နော် college နဲ့3နှစ်တက်နဲ့တားတက်ကြည့်ပြီလို့ခံစားရတယ်ဒါမဲ့ကဘာမှာနိုင်ငံတကာမှာကလူများက lifelong learning တက်ရှင်နေပြီးပညာသင်ရမယ်ဆိုတဲ့ဟာလူများတွားနေပြီပေါ့နော်ဆိုတော့ကျမတို့ဒီရေစီးကြောင်းထက်ကိုလိုက်မတွားဘူးဆိုရင်တော့ကျမတို့ကြံခဲ့မှတည်ချတယ်အထူးသဖြင့်ခွာကျမတို့နိုင်ငံကျမတို့ပြန်မနေနိုင်သေးဘူးတော်လည်းရေကပဲရှိသေးတယ်ဒုက္ခတဲ့ဘဝနဲ့ကျမတို့နေရသေးတယ်ပေါ့နော်ကျမတို့ကလူများထက်အဆက်ပေါင်းများစွာစူးစမ်းဖို့လိုအပ်နေသေးတယ်ပေါ့နော်အကြောင်းလို့ကျမတို့ဒီမှာရှိနေတဲ့အကြောင်းတွေကျောင်းသားတွေရောတချို့ကလည်းဒီညီကိုမနမတာသမီးရှိမှာပေါ့နော်အလေတန်းထက်တန်းမှာဒီပညာကိုဆက်လက်တင်ကြားချင်တဲ့ဆက်အထက်တန်းမှုရှိလာအောင်လဲကျမတို့ပြန်ပြီးတော့မျှဝေပေးဖို့တွန်းအားပေးဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့ခုနပြောလို့မျိုးဒီပညာကိုကျမတို့ရက်တက်လိုက်မယ်ဆိုရင်တော့ကျမတို့တမျိုးသားလုံးရဲ့တိုးတက်မှုကိုကျမတို့ရက်တက်လိုက်တာနဲ့တူတူပဲပေါ့နော်အကြောင်းမျိုးကျမတို့တင်ကြားတဲ့အခါမှာအဓိကအဆောက်အဦတွေမဟုတ်ပါဘူးပေါ့နော်တချို့ကတော့ကျောင်းလာတွေ့တာနဲ့စိတ်ကကျသွားတယ်ထင်တာKNCကျောင်းကတိုင်းနေလာလို့ရောက်လာတော့ဘာမှမဟုတ်ဘူးအဲ့လိုမျိုးတွေနဲ့3-5ရက်နေတော့ပြန်သွားတဲ့ကျောင်းသားတွေလည်းရှိတယ်ပေါ့နော်တချို့ကလည်းခုနပြောလို့မျိုးစစ်ဆံမကိုကြည့်ပြီးတော့စစ်ဆံမလည်းငါတို့နဲ့ဘာမှမကွာဘူးအသက်အရွယ်တိမ်ကြီးပဲဆိုပြီးတော့မှ
ကျောင်းကိုပြီးတဲ့ team တက်တဲ့လူတွေလည်းရှိတယ်ပေါ့နော်ဆိုတော့ကျမတို့ပြောတာပညာသင်တယ်ဆိုတာကအဓိကတိုက်တဲ့ဆောက်ဦးလက်လေးဆောက်ဦးအစင်းမြင့်မြင့်နဲ့ဆက်စမကနှာခေါင်းမွေးနဲ့စပင်ဖြူနဲ့စတော့ထုံးမှမဟုတ်ပါဘူးပေါ့နော်ဆိုတော့ဆက်စမတွေဆိုတာတို့ကကျမတို့ထက်တက်တယ်ကျမတို့ကတို့လောက်မတက်သေးဘူးဆိုရင်မတူမဆိုကျမတို့ဆရာခေါ်ရမှာပဲပေါ့နော်နောက်တော့ဘယ်နေရာအဖြစ်အဆောက်အဦမရှိရတော့မှတစ်ပင်ဝါပင်အောက်မှာအဖြစ်ကျမတို့တက်ကြိုးရှိနိုင်တဲ့ပညာရေးကိုကျမတို့ရယူနိုင်နေဆိုရင်ဒါကျမတို့ရယူရမှာပဲပေါ့နော်ဒီအပေါ်ရန်ကိုကြည့်ပြီးတော့မှကျမတို့ပညာရဲ့တန်ဖိုးပညာရဲ့အဆင့်တန်းကိုတတ်မှတ်ပဲနဲ့ကျမတို့ရောက်ရနေရမှာအများအားပေါ့နော်ဆက်လက်ပြီးတော့မှတင်ယူလေ့လာရင်းနဲ့ကျမတို့ရဲ့ဒီအားလုံးလိုလားနေတဲ့တောက်တန်းနေတဲ့ကျမတို့နိုင်ငံရဲ့ငြိမ်းချမ်းရေးကျမတို့နိုင်ငံဘက်ပေါ့နော်ဒီတရားမျှတရေးနဲ့Federal Democracy ကိုရရှိနိုင်ဖို့အတွက်ကျမတို့ပညာရေးကနေတစ်ဆင့်ဘယ်လိုဒီဆောက်ကြမလဲဆိုတဲ့ဟာကအင်မတန်အရေးကြီးပါတယ်ကျမတို့စစ်တိုက်နိုင်တယ်ဆိုပေမဲ့လည်းကျမတို့ဒီတိုင်းပြည်ကိုမအုပ်ချုပ်တတ်ဘူးမအုပ်ချုပ်နိုင်ဘူးဒီပညာတွေမရှိနေဘူးပညာတတ်တွေမရှိနေဘူးဆိုရင်တော့ကျမတို့ပြန်ပြီးတော့ဆက်တိုက်နေရအောင်ပါပဲပေါ့နော်ဆိုတော့ကျမတို့ဒီထိရောက်တဲ့စစ်တိုက်နေရလည်းရှိဖို့ပညာသင်ဖို့လိုတယ်တရားမျှတတဲ့ပေါ့နော်ဒီတိုင်းပြည်ကိုအထုတ်နိုင်ဖို့အတွက်လည်းပညာတတ်တွေအများကြီးလိုအပ်တယ်ပေါ့နော်အကြောင်းလို့ကျမတို့ဒီမှာမွေးထုတ်လိုက်တဲ့ကျောင်းတို့ကျောင်းသားတွေဆိုလို့ရှိရင်တော့ခုနဒီကျောင်းကအတိမပြုလာဒီကျောင်းတက်ပြီးဘာလုပ်ရမလဲဒီကျောင်းတက်ပြီးဘာလုပ်ပေးမလဲဆိုတာထက်နော်ဒီကျောင်းတက်ပြီးလို့ရှိရင်ငါဘာလုပ်မလဲပေါ့နော်တိုင်းပြည်တွေကဘာလုပ်မလဲဘယ်နေရာမှာလုပ်ဆရာရှိလဲဆိုတဲ့ဟာကိုမေးဖို့အရေးကြီးတယ်ပေါ့ကျမတို့ကအလုပ်ရဖို့အတွက်ဒီကျောင်းကိုထောင်ပေးတာမဟုတ်ဘူးပေါ့နော်အဓိကဒီကျောင်းထောင်ပေးဖွင့်ပေးတာက community အတွက်ဘယ်လိုပြန်ပြီးတော့အကျိုးပြုမလဲဆိုတဲ့ဟာကိုစဉ်းစားပြီးတော့မှလိုအပ်တဲ့နေရာမှာဝင်ရောက်ပြီးတောင်းဝန်ထမ်းဆောင်နိုင်ဖို့ပေါ့နော်အစင်တစ်မရှိနေတဲ့အလုပ်တွေကိုရှိလာအောင်ဘယ်လိုလုပ်ကြမလဲဆိုတဲ့ဟာတွေကိုလမ်းကိုဖောက်ပြီးတော့မှပေါ့နော်အစီအစဉ်နဲ့ပေါ့နော်ကိုယ့်ရဲ့စိတ်ကိုယ်ရဲ့အိမ်မက်တွေအကောင့်ထဲပေါ်နိုင်ဖို့ကျမတို့ကအသွေးခေါ်ရှိတဲ့အမျှော်အမြင်ရှိတဲ့လူငယ်တွေကိုကျမတို့ဝေထုတ်ပေးနေတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီမှာလည်းပေါက်ပြားတွေကင်ခိုင်းတယ်လမ်းတွေတရားတွေဆောက်ဦးတွေကိုယ်တိုင်လောက်ခိုင်းတယ်ပေါ့နော်တချို့ကမကြိုက်ဘူးပေါ့နော်ကျောင်းလာတက်ပါလေဆိုမှပဲဒီမှာဒါပဲဟိုဟာပဲပြလာခောက်ခိုင်းတယ်ဆိုတဲ့ဟာမျိုးတွေလည်းရှိဖို့ရပေါ့နော်ဒါပေမဲ့ဒီဟာတွေကတကယ်ပညာပဲပေါ့နော်ဘောပင်ကန်တာယုံတစ်ခုထက်နဲ့ဘဝကရှင်တန်လို့မရဘူးထို့တစ်ဖြင့်ကျမတို့ကဘာတူလဲဆိုကိုပြန်ပြီးတော့မှတီးဖို့လုပ်တယ်ပေါ့နော်တချို့ကဘဝမေ့ကြတယ်ကိုဘယ်လာလဲကိုကဘာတူလဲကိုပြန်ပြီးတော့မှမဆန်းစစ်ဘူးပေါ့နော်ဆိုတော့ဒီအကြောင်းကိုတက်ပြီးဆိုလို့ရှိရင်တော့ဒါကပိုက်ဆံမလို့တော့ဘူးထမင်းချက်ပတ်ဆံမလို့တော့ဘူးဆိုတဲ့ဟာမျိုးတွေလည်းတချို့တွေကအဲ့လိုပုံစံနဲ့ရှိနေကြတာကျမတို့လည်းမြင်ရတဲ့အပေါ်မှာဒီတင်ညိုတန်းတွေပေါ့နော်စာ academic ဘိုင်းအပြင် extra curriculum ဆိုတဲ့တင်ညိုတန်းပြသလဲကျမတို့မဖြစ်မနေလောက်ခိုင်းတယ်ပေါ့နော်ဒါ compulsory ပဲဒီကျောင်းလာတက်တဲ့လူအကုန်လုံးလောက်ရမယ်မလို့လို့ရှင်တော့အောင်မကျမတို့မပေးဘူးဘယ်လည်းမလည်းမပေးဘူးပေါ့နော်ဆိုတော့ဒီဟာတွေကဒီလက်ဆောင်တတ်သွားဖို့အတွက်ဆိုရည်ရွယ်ချက်နဲ့ကျမတို့လောက်တာဖြစ်တယ်နော်ဒါကင်တာရှက်ဆရာမဟုတ်ဘူးပေါက်ပြားကင်တာရှက်ဆရာမဟုတ်ဘူးဒီရက်ွက်တွေထမ်းမှအမိုက်တော့ခိုင်းတာလည်းရှက်ဆရာမဟုတ်ဘူးပေါ့ဒါဒီခုနပြောတဲ့လက်ဆောင်ပေါ့နော် IQ ဒီ academic ပညာရပ်ပိုင်းဆိုင်ရာမှာဘယ်လောက်ပဲတော်နေပါစေတက်နေပါစေဒါပေမဲ့လူမှုအတိုင်းဝိုင်းထက်မှာကျမတို့မဝင်ဆက်နိုင်ဘူးပေါ့နော် social skill တွေမရှိဘူးမကောင်းဘူးဘာလို့ရှင်လဲ community service ပေါ့နော်ဒီလူထုအတွက်ပြန်အများအကျိုးအတွက်အကျိုးပြုတာချင်တဲ့စိတ်ဓာတ်တွေမရှိဘူးဆိုလို့ရှင်တော့ဒါကျမတို့လည်းပညာရှိလို့မခေါ်နိုင်ဘူးပေါ့နော်ဆိုတော့ပညာရှိဆိုလို့ရှင်တော့နေရာတိုင်းမှာဝင်ဆက်နိုင်ရမယ်ရောက်တဲ့နေရာမှာကျမတို့လူတွေအားလုံးနဲ့အဆင်ပြေရမယ်ပြီးလို့ရှိရင်ကျမတို့ဒီအကျိုးပြုလုပ်ငန်းတွေလှုပ်ဆောင်နိုင်ရမယ်ပေါ့နော်ကိုတစ်တလောက်မှတလောက်တ
ဒါကျမတို့ဒီအများအတွက်အကျိုးပြုလို့တဲ့စိတ်ဓာတ်တွေဝေးပေးတာပဲဖြစ်တယ်ပေါ့နော်ခုနပြောတဲ့ဒီက extra curriculum ရဲ့ရည်ရွယ်ချက်ကပေါ့နော်ဆိုတော့နောက်ပိုင်းမှာဆိုလို့ရှိရင်ခုနနေပညာတွေတိုးတက်လာတဲ့အမြကျမတို့ကဒီခုနလူသားဆံမှုတွေကိုမေ့လျော့လာကြတယ်ပြန်လာဝိုင်းဝန်းခေမကူညီမှုတွေလျော့နေလာတယ်ပေါ့နော်ဆိုတော့အဖြစ်ချင်းကူညီမှုတွေမရှိတော့ဘူးပေါ့နော်ခုနောက်ပိုင်းဆိုလို့ရှိရင် volunteer တွေခေါ်လိုက်လို့ရှိရင်မလာကြတော့ဘူးပေါ့နော်ဆိုတော့အရင်တော့ဆိုလို့ရှိရင်အားလုံးကဝိုင်းဝန်းပြီးကူညီကြတယ်ဒါပေမဲ့တဖြည်းဖြည်းနဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်ဒါကိုယ်နဲ့မဆိုင်ဘူးဒါကကိုယ်နဲ့ဆိုင်ရတော့မတချို့မသွားဘူးမလာဘူးမပါဘူးဆိုတဲ့ဟာတွေများလာပြရတောင်းလို့ဒါလည်းကျမတို့တင်မျိုးတန်းထမ်းမှာမဖြစ်မနေပြထက်တွေ့ပြီးတော့မှလှုပ်ဆောင်ခံရမယ့်အနေအထားရှိရပါတော့ခုနတချို့အင်္ဂလိပ်ကျွမ်းနေကွန်ပျူတာကျွမ်းနေဒါမဲ့ဘယ်မှာသုံးလဲမသိဘူးအဲ့လိုမျိုးတွေဖြစ်နေတယ်ဆိုတော့ကျမတို့အဲ့လိုမျိုးမဖြစ်အောင်ပေါ့နော်ဒါပညာလက်တရဲဆန်လက်တော်ရဲအကျစ်စလိုက်တက်လက်ကောင်းတယ်ပေါ့နော်ဒီ KNC ရဲ့ logo မှာကြည့်လိုက်လို့ရှိရင်လည်းပါတယ်ပေါ့နော် social moral academic ဆိုတဲ့ဟာတော့ခုအခြေခံပြီးတော့ကျမတို့တွားနေတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒါလည်းပြန်ပြီးတော့ရှင်းပြချင်ပါတယ်အဲ့တော့ဆက်လက်ပြီးတော့မှလည်းဒီထက်ပေါ့နော်ဒီနိုင်ငံတကာရဲ့စာချင်းစာမျိုးနဲ့တွားနိုင်ဖို့လက်လမ်းမိနိုင်ဖို့လည်းကျမတို့အားလုံးအတူတူကတွားဖို့လိုအပ်တယ်စစ်ဆမ်းမတွေပဲတော်လို့မရဘူးတင်းမျိုးတန်းမလောက်ကောင်းနေပါစေကျောင်းသားတွေကလိုက်ပြီးတော့စူးစမ်းဖို့ဆိုလို့ရှိရင်တော့ဒီရှစ်ဆက်သွားဖို့အခက်အခဲတွေရှိနေမှာပဲပေါ့နော်အကြောင်းလို့ကျမတို့သုံးလို့ပူပေါင်းပန်ဝင်ပြီးတော့မှဆက်လက်သွားကြမယ်ဆိုရင်တော့လာမဲ့ဒီရှစ်နှစ်တွေမှာဆိုလို့ရှိရင်ခုနကျမတို့သွားချင်တယ်ပေါ့နော်နိုင်ငံတကာရဲ့စစ်မီကျောင်းဖြစ်လာဖို့ဒီ curriculum ပိုင်းရောဒီ quality ပေါ့နော်အရေးသွေးပိုင်းဆိုင်ရာရောနောက်ပြီးတော့မှဒီအတိမပြုမှုပိုင်းဆိုင်ရာတွေမှာလည်းကျမတို့ဒီထက်အများကြီးဆက်လက်လုပ်ဆောင်နိုင်အောင်ပဲဆိုတာကျမတို့အများကြီးယုံကြည်ပါတယ်အဲ့တော့ဆက်လက်ပြီးတော့မှကျမတို့ဒီကျောင်းရှင်းတန်းနိုင်ဖို့အတွက်ဒီဆက်လက်ပြီးပတ်ပုံကိုဝင်ပေးကြဖို့ကျမအနေနဲ့နောက်ဆုံးလက်တရက်ခံရင်းနဲ့ဒီကိုထောက်ပါတယ်ကျေးဇူးများတင်ပါတယ်